2016နှစ်လပိုင်း14ရက်နေ့ကနေ20ရက်နေ့ထိဗုဒ္ဓသားသမီးများရဲ့တပတ်တာတဲရော့ကန်မှာကျွန်တော်ဖတ်ကြားပြီးမှဖြစ်ပါတယ်ပထမအဆုံးစီးပွားရေးငွေကြေးမှာပြပြလေးလေးချောင်းလေးရှိမယ်အကျက်တဲမရှိပါဘူးเนาะအလောက်ကင်မှာလည်းကိုယ့်ရဲ့ရင်းနှီးမြှုပ်နှံမှု online မှာပဲဖြစ်ဖြစ်နိုင်ငံခြားမှာပဲဖြစ်ဖြစ်ဒါရင်းနှီးမြှုပ်နှံထားတဲ့အပေါ်မှာရလိုက်မဲ့ကောင်းကျိုးကိုမျှော်လင့်ဆောင်စားနေဆိုတဲ့အတိတ်ပဲပေါ့เนาะရလိုက်မဲ့နမိတ်ကလည်းအကောင်းနမိတ်ကိုပဲရလာမှာဖြစ်ပါတယ်အခုလောစရာတော့ဒါစောင့်စားနေရဆိုတဲ့နမိတ်ပေါ့เนาะကောင်းပါတယ်ဗျကျမ်းမာရေးမှာလည်းတောင်းတောင်းမြည်ပြဗျเนาะဒါအိတ်ရှင်စားခြင်းအားလုံးကတော့မှန်ကန်နေတယ်ဒီတိုင်းလေးပဲဒါပုံမှန်တိုင်းလေးပဲတော့ဒီစီကန်းရှိနဲ့သွားမယ်ဆိုလို့ရှိရင်လည်းလုံးဝဆက်လက်ပြီးတော့ကောင်းနေမှာဖြစ်ပါတယ်ပေါ့နော်အငြင်းမရှိဘူးအထီးကမရှိဘူးကျမ်းမာတန်ဆွဲတောင်းတောင်းပြီးအဲ့တော့ပေါ့တော့မပေါ့နေပေါ့နော်အခုအတိုင်းလေးပဲဒါစီကန်းရှိနဲ့ဆက်သွားဖို့လိုမယ်ပညာရေးအရင်ကောင်းပါတယ်ဗျနော်ခုမှပညာရေးပြည့်ဝပြီးသားအဲ့ဒီပြည့်ဝတဲ့ပညာရေးအပေါ်မှာလည်းကောင်းမွန်စွာဒါကင်တွယ်နိုင်နေပေါ့နော်ခုမှပညာရေးပြည့်ဝပြီးသားအနာဂတ်ကလည်းတောက်ပတဲ့အနာဂတ်တစ်ခုရှိတယ်အဲ့တော့ဒီတိုင်းလေးပုံမှန်တိုင်းဒါလုံးဝစီကန်းရှိနဲ့ပေါ့နော်ဇွဲရှိနဲ့ဆက်သွားလိုက်ဒါဆိုရပြီကိုမှပညာရေးနဲ့ပတ်သက်ပြီးတောက်ပတဲ့အနာဂတ်ကိုစောင့်စားနေပါတယ်ဗျနော်အခြေလက်တော်ကောင်းပါတယ်အခြေမှလည်းဒါ romantic ဆန်စရာခရီးသွားစရာလက်ဆောင်ပေးခံရတာမျိုးရှိပါတယ်နော်ရည်စားမရှိတဲ့သူဆိုလို့ရှိရင်လည်းဒါခရီးသွားရင်းနဲ့လက်ဆောင်ရတာမျိုးဖြစ်မယ်ဒါအိမ်အောင်တွေရည်စားရှိတဲ့သူတွေဆိုလို့ရှိရင်လည်းဒါခရီးတူထွက်တာလက်ဆောင်ရတာဒါ romantic ဆန်စရာပေါ့နော်တော်တော်လေးကောင်းရတယ်ဗျနော်ကြည်နူးကြခိုက်တယ်လေးတော်တော်လေးတွေ့ပါတယ်ဗျကဲဒါကတော့ဗုဒ္ဓသားသမီးများအတွက်တပတ်တာကန်ညီမှာအားလုံးကတော့အကောင်းကြီးပဲအဆိုးမရှိပါဘူးဗျာနော်ကဲတယောက်ချင်းစီလည်းကျွန်တော်ကိုတဲတော့မေးချင်တယ်ဆိုလို့ရှိရင်လည်း Viber Telegram CB ချက်ပေါက်ကနေကျွန်တော်မေးလို့ရပါတယ်ဗျအားလုံးပဲကျမ်းမာချမ်းသာကြပါစေနော်